ဆော်ဒီမှာဆက်ပြောမယ်စီယာ7အသက်40ရွယ်ပေါ်တူဂီဝိုင်းတဲ့စင်မိုစီလွန်တို့ဟာခံမှန်းတဲ့တွေအတိုင်းဆော်ဒီကလပ်အန်နာဆာနဲ့စောက်တန်တိုးလိုက်ပါတယ်ပေါ်တူဂီအသင်းကောင်းဆောင်ဟာ2022ဒီဇင်ဘာကရီယက်ခြေဆက်အန်နာဆာကိုပြောင်းလာခဲ့သူဖြစ်ပြီး3ရက်အတွင်းအမပိဖလာမရခဲ့ပါဘူးအသင်းနဲ့စာချုပ်အရဇွန်လကုန်ရင်တက်တန်းပြေမှာပါလက်ရှိမှာတော့ CR7 ဟာအန်နာဆာအသင်းနဲ့နှစ်တန်းစာချုပ်လက်မှတ်ရေးထိုးခဲ့တာပါသူ့အနေနဲ့42နှစ်အရွယ်အထိစော်ဒီမှာပျော်ပပနဲ့စက်ကစားနေအောင်မှာဖြစ်တဲ့အပြင်အကျိုးခံစားခွင့်ကလည်းယူစင်စရာကောင်းနေပါတယ်တပတ်ကိုပေါင်3.4တန်းတစ်နှစ်ကိုပေါင်188တန်းရပါလိမ့်မယ်ဒါအပြင်ပေါင်တန်း30တန်းကြီးရှိတဲ့အန်နာဆာအသင်းရဲ့အစုရှယ်ယာ15ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရမှာပါလက်မှတ်ထိုးကြီးကပထမနှစ်ရောဒုတိယနှစ်မှာပါရမှာဖြစ်ပြီးပေါင်တန်း60အထိရှိနေပါတယ်တကိုးသွင်းရင်ပေါင်8000တကိုးဖန်တီးရင်ပေါင်4000ဘောနိုင်ရမှာပါအင်္ဂါစာကအမပိဖလာရရင် CR7 ကပေါင်8000ရမှာလည်းဖြစ်ပါတယ်ဂိုးသွင်းများသောစုအတွက်ကပေါင်40မှာစီရိုနယ်ဒိုဟာမနစ်ကပြိုင်ပွဲစုံ42ပွဲမှာ35ဂိုးသွင်းကဆော်ဒီလီရွှေဖနန်းစုကို200ဆက်ရခဲ့သူပါပြိုင်ပွဲစုံ132ပွဲကစား69ဂိုးရအောင်ထားပြီးနောက်တစ်နှစ်အတွင်းဂိုးတွေမြင်ရအောင်ပါCR7 ဟာကမ္ဘာ့ဖလားပြိုင်ပွဲကို6ချိန်မြောက်ပေါင်ရှင်ပြိုင်ဖို့ပြစ်မှတ်ထားနေပါတယ်။တွင်းဦးတစ်ထောင်အိမ်မက်ကလည်းရှင်တန်နေပြီးကလပ်နိုင်ငံအတွက်938ကိုတွင်းဦးထားပါတယ်The spice of life.